ဝိတုရပညာရှိလောကမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်အလွန်လိုအပ်တဲ့ပုဂ္ဂိုလ်တွေလူလောကအတိုင်းဝိုင်းထဲမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဥဆောင်ညွှန်ကြားမှုရမှလူလောကကြီးဟာကြီးပွားတိုးတက်တာဖြစ်တယ်။တိုင်းပြည်တစ်ပြည်မှာလည်းပဲပညာရှိပုဂ္ဂိုလ်ဆိုမတ္တမအရေးကြီးတယ်။ပညာရှိကင်းမဲ့တဲ့တိုင်းပြည်ဟာအောင်မြင်မှုမရနိုင်ဘူးပေါ့။ပြည်မျက်လုံးလို့ခေါ်တယ်။တိုင်းပြည်ရဲ့မျက်လုံးတစ်ဖွဲ့ဖြစ်တဲ့ပညာရှိပုဂ္ဂိုလ်တွေတိုင်းပြည်မှာရှိမှသာလေကြီးပွားတိုးတက်တယ်။လူအတိုင်းဝိုင်းထဲမှာလည်းပဲပညာရှိပုဂ္ဂိုလ်အလွန်အရေးကြီးတာ။လောကမှာပညာကသာလဲဥဆောင်မှုပေးသွားတယ်ဆိုတာအလွန်ထင်ရှားတယ်အမှန်တရားကိုသိဖို့တရားတွေကိုဆင်းရဲဒုက္ခကလွတ်မြောက်အောင်ကယ်တင်နိုင်ဖို့ဆိုတဲ့နေရာမြတ်စွာဘုရားလိုပညာရှိပုဂ္ဂိုလ်မှသာစွမ်းဆောင်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့အရာရာဟာပညာကသာတာပဲဖြစ်တယ်ပညာဟာတကယ့်ကိုတန်ဖိုးရှိလို့ပညာတန်ဖိုးရှိတော့ပညာရှိပုဂ္ဂိုလ်ဟာလည်းတန်ဖိုးရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပညာရှိရဲ့စံနှုန်းကိုဟောပြောဆုံးမတဲ့အခါနတေနပန္တိတောဟောတိယာဝတာဘဟုပန္တတိစကားအများကြီးပြောတာနဲ့ပညာရှိလို့ခေါ်ရမှာတော့မဟုတ်ဘူးလို့မြတ်စွာဘုရားတတိပေးတယ်လောကမှာတချို့ဟာစကားတွေအများကြီးပြောတယ်အဲ့ဒီပြောတာနဲ့ပညာရှိလုပ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတတ်သေးတယ်ပေါ့နော်ခေမီအဝေရီအဘယောပညာရှိကိုအကြောင်းပြုလာလို့ရှိရင်လူတွေမှာဘေးရန်အန္တရာယ်ဆိုတာဘယ်တော့မှမဖြစ်ဘူးလူဘဝမှာအန္တရာယ်ကြုံရတယ်ဆိုတာပညာရှိကြောင့်ဘယ်တော့မှမဖြစ်ဘူးပညာရှိကြောင့်ဘယ်တော့မှရန်သူဆိုတာမရှိဘူးပညာရှိကြောင့်ကြောက်မဲ့ဖွယ်ဘေးတွေကြုံတွေ့တယ်ဆိုတာလည်းမရှိဘူးဒါကြောင့်မို့ခေမီငြိမ်းချမ်းတယ်ငြိမ်းချမ်းမှုတွေကိုပေးစွမ်းနိုင်တယ်အဝေရီရန်ကင်းမှုကိုပေးစွမ်းနိုင်တယ်အဘယဘေးရန်ကင်းကွာမှုတွေကိုပေးစွမ်းနိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှာတကယ်ပညာရှိလို့မြတ်စွာဘုရားကစံနှုန်းအနေနဲ့သတ်မှတ်ပြီးတော့ပြတယ်မင်္ဂလာသုတ်တံမှာလည်းပဲပဏိတာနေသသေဝနာလို့ဆိုကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးဆုံးအစအဆုံးဘဝမှာစတင်ဖို့အရေးကြီးဆုံးအချက်ကိုဖော်ပြတဲ့အခါမှာပညာရှိကိုပေါင်းသင်းဆက်ဆံပြီးပညာရှိရဲ့စကားနားထောင်မှုပညာရှိနဲ့အတူတွဲဖက်ပြီးတော့အလုံးလုံးဖို့ဆိုတာမြတ်စွာဘုရားပဏိတာနေသသေဝနာဆိုတဲ့စကားလုံးမင်္ဂလာသုတ်တံဟောပြောတာဖြစ်တယ်ပေါ့အဲ့တော့ပဏိတလို့ဆိုတဲ့ပညာရှိပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဘယ်တော့မှတစ်ဖက်သားဒုက္ခရောက်အောင်မကြံတွေးဘူးတစ်ဖက်သားဒုက္ခရောက်စေမဲ့အတွေးမျိုးမတွေးဘူးတစ်ဖက်သားဒုက္ခရောက်စေမဲ့အပြောမျိုးဘယ်တော့မှမပြောဘူးတစ်ဖက်သားဒုက္ခရောက်စေမဲ့အလုပ်မျိုးကိုဘယ်တော့မှမလုပ်ဘူးဒီစံ3ရက်နဲ့လေပညာရှိဆိုတာသတ်မှတ်ဖော်ပြထားတာဖြစ်တယ်သူစိန်တိတစိန်တိအပြစ်ကင်းတဲ့အကြံအတွေးမျိုးသာရှိတယ်သူဘာတိတဘာတိကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့အပြောအဆိုမျိုးကိုသာပြောဆိုတယ်သူကတကမ္မကာတစ်ဖက်သားအကျိုးဖြစ်ထိုးမဲ့အလုပ်မျိုးကိုသာလုပ်တယ်အဲ့ဒါပညာရှိရဲ့သွင်ပြင်လက္ခဏာပဲလို့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားစံအနေနဲ့ထုတ်ဖော်ဟောကြားထားတာအင်တာမအရေးပါတယ်အေဝိတုရပညာရှိဆိုတဲ့အကြောင်းကြားဘူးတဲ့ပုဂ္ဂိုလ်လည်းရှိလိမ့်မယ်မြတ်စွာဘုရားရဲ့950မှာပါတဲ့သန္တိပတ်တော်လေးတွေမှာစัจကြီး10ဘွဲဆိုတာရှိတယ်ရှေးတုန်းကတော့မြန်မာလူမျိုးတွေဟာ50ဇတ်တွေနဲ့အလွန်နီးစပ်ပြီးတော့မြန်မာပြည်မှာတိုင်းပြည်အုပ်ချုပ်သွားတဲ့ဘုရင်ကအစမူကြီးမတ်ရသေနာပတိအထိအောင်မေမှုရန်အရာတန်းတွေဟာ950ဇတ်ကြီး10ဘွဲပါဝင်950သောဇတ်တွေတည်ခြားခြားလေ့လာပြီးတော့အဲ့ဒီကမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့တိုင်းပြည်ကောင်းအောင်လုပ်သွားကြတာဖြစ်တယ်ပေါ့
နောက်ပိုင်းမှာမြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးပြီးသွားတဲ့နောက်မှာစာရကဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေတဖြည်းဖြည်းမြန်မာလူမျိုးတွေနဲ့ဝေးကွာပြီးတော့လာတယ်ဒီကနေ့ဆိုရင်တော်တော်ဝေးကွာသွားပြီလို့ပြောရမှာရှေးတုန်းကဆိုရင်ရှေးလူကြီးတွေရဲ့လေ့လာမှုကဝိတုရပြုတ်ဆိုပြီးတော့ကြပြဖွဲ့ပြီးတော့ဝိတုရဇတ်ကြီးကိုလေ့လာခဲ့ကြတယ်အဲ့ဒီဝိတုရပြုတ်ဆိုတဲ့ဝိတုရဇတ်ကြီးကိုအလေးနဲ့ထားပြီးလေးလုံးဆက်ကြပြတွေနဲ့မြန်မာလူမျိုးတွေရဲ့ဒီယဉ်ကျေးမှုမြန်မာလူမျိုးတွေရဲ့အသိပညာဖွံ့ဖြိုးမှုကိုရှေးလူကြီးတွေဟာပေးခဲ့ကြတာဖြစ်တယ်ပေါ့စာပေကစာတကစရိုရီဆိုတဲ့စာပေကရတဲ့အဆုံးအမတရားတော်တွေနဲ့တိုင်းပြည်အုပ်ချုပ်သွားကြတယ်ဘုရင်ရဲ့အကြံပေးအမတ်ကြီးတွေနောက်ဆုံးမှာတိုင်းပြည်ကိုဦးစီးဆောင်ရွက်လုပ်သွားတဲ့ဘုရင်တွေကအစမြတ်စွာဘုရားဆုံးမတဲ့အဆုံးအမတွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်သွားကြတယ်အနောထာမင်းကြီးဆိုရင်အခုဒီကနေ့နယ်နိမိတ်တဲ့ကျေပြတ်တဲ့မြန်မာပြည်ကြီးကိုတည်ထောင်ခဲ့တာဖြစ်တယ်ပေါ့ဘုရင်နောင်တို့ကျန်စစ်သားတို့ဘုရင်နောင်တို့အလောင်းဖျားတို့ဆိုတာအခုလက်ရှိနယ်နိမိတ်တဲ့ကြီးကျယ်တဲ့ကျေဝန်းတဲ့မြန်မာပြည်တော်စုမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ပြီးတော့အုပ်ချုပ်သွားနိုင်ခဲ့တယ်အဲ့ဒါလို့အုပ်ချုပ်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်ပညာရက်တွေနဲ့အုပ်ချုပ်တယ်လဲလို့ဆိုရင်အခုပြောတဲ့ဇာတကဆိုဒီတွေမှာလာတဲ့ပညာရှိပုဂ္ဂိုလ်တွေရဲ့အဆိုမိတ်တွေကိုသင်ယူပြီးတော့အဲ့ဒါတွေနဲ့အုပ်ချုပ်သွားတာအဲ့တော့ပညာရှိပုဂ္ဂိုလ်တွေရဲ့အဆိုမိတ်ဆိုတာအင်မတန်မှအရေးကြီးတယ်ဒီတကယ်တန်ဖိုးရှိတဲ့အနှစ်သာရတွေဟာဘုရားစာပေမှာရှိနေတယ်လို့ဆိုတာကိုမြန်မာလူမျိုးတွေမေ့မထားသင့်ဘူးမေ့မထားသင့်ဘူးတခြားမှသာပညာရှာပြီးတော့တို့မြန်မာနိုင်ငံကိုမြန်မာလူမျိုးတွေရဲ့လက်ထဲရောက်နေတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမလို့ဆိုတဲ့ပိဋကတ်တော်တွေကလာတဲ့ပညာရက်တွေတို့တွေမေ့ထားပြီးတော့ဒီပညာရက်တွေကိုမျက်ကွယ်ပြုသွားပြီဆိုလို့ရှိရင်နှိမ့်ကြပြီးတော့ဒုက္ခတွေနဲ့ကြုံတွေ့မှာဖြစ်တယ်မြန်မာလူမျိုးတွေနဲ့အလိုက်ဖက်ဆုံးမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေစာရကတွေမှာလာတဲ့သွန်သင်ချက်တွေပညာရှိတွေရဲ့ဆိုမိတ်တွေဒါတွေဟာလောကကြီးပွားရေးအတွက်လည်းအရေးပါတာပဲတန်မြာကလွတ်မြောက်ဖို့အတွက်လည်းအရေးပါအားလုံးဒီဆိုမိတ်တွေစင်စစ်မပြတ်အာရုံစိုက်ပြီးတော့လေ့လာကြရသင်ယူကြရမှာဖြစ်တယ်သင်ယူမှုလည်းမရှိဖတ်ရှုမှုလည်းမရှိမြတ်ဗုဒ္ဓရဲ့ဆုံးမတွေမေ့ထားပြီးတော့ဒါတွေဟာတကယ်တန်ဖိုးမရှိဘူးလို့ယူဆပြီးကြောပေးသွားပြီဆိုရင်တော့မြန်မာလူမျိုးတွေဟာတောင်မရောက်မြောက်မရောက်ဖြစ်ပြီးတော့ဆင်းရဲဒုက္ခနဲ့ကြုံတွေ့မှာသိချတယ်ပေါ့မြတ်ဗုဒ္ဓရဲ့ဆုံးမဟာငြိမ်းချမ်းမှုကိုပေးနိုင်တယ်လူဘဝတိုးတက်မြင့်မားမှုအတွက်လည်းပဲလမ်းညွှန်မှုတွေပေးထားတယ်အဆုံးအမတိုင်းလိုက်တာကျင့်သုံးပြီးယဉ်ကျေးမှုတွေဘုရားရဲ့အဆုံးအမမြန်မာရဲ့ယဉ်ကျေးမှုမြန်မာယဉ်ကျေးမှုနဲ့ဘုရားရဲ့အဆုံးအမဆိုတာခေါင်းနဲ့ပန်းသဖွယ်တွဲဖက်ပြီးတော့နေတာဖြစ်တယ်ခွဲခြားထုတ်ဖော်ပြီးပြောလို့ခွဲခြားပြောလို့မရနိုင်တော့မြန်မာယဉ်ကျေးမှုဆိုဒီမှာဘုရားရဲ့အဆုံးအမယဉ်ကျေးမှုဘုရားရဲ့အဆုံးအမယဉ်ကျေးမှုဆိုဒီမှာမြန်မာယဉ်ကျေးမှုလို့ဆိုရလောက်တစ်ချိန်တုန်းကမြန်မာယဉ်ကျေးမှုတွေခုလိုတွဲဖက်ပြီးတော့အသိဉာဏ်ကျွယ်ဝလာခဲ့ကြတယ်ဆိုတာမတန်မှထင်ရှားနောက်ပိုင်းခေတ်မှာမန္လိဆရာတော်ကြီးရေးတဲ့မဂ္ဂဒေဝလင်္ကာဆိုတာမိဘကသာသမီကိုဆုံးမတာတိုင်းပြည်ပြည်ပြုဝန်ထမ်းအမှုထမ်းတွေကိုဆုံးမတာတို့လောကမှာသိသိသိလိုက်တဲ့အတတ်ပညာစိတ်နေသဘောထားတွေဆောင်ရွက်လုပ်ကိုင်ရမယ့်အနေအထားတွေသင်္ကန်းစာပြေဝါစာနဲ့ဖော်ပြထားရတာဖြစ်တယ်ဒီကနေ့ခေတ်မှာဒီစာတွေဟာတဖြည်းဖြည်းမြန်မာလူမျိုးတွေနဲ့ဝေးဝေးသွားနေကြပြီပေါ့အဲဒီဝေးဝေးသွားနေတာကိုအန္တရာယ်လို့မထင်ကြဘူး